ပေးထားတယ်ဆိုရင်အဲ့ဒီကျေးဇူးတွေကကျွန်တော်တို့ဘယ်တော့မှမမေ့တယ်ကျေးဇူးဆိုတာရှာကြံပြီးတော့တင်ရတယ်ဆိုတာဒီမှာနိုင်နေတဲ့ဒီမှာနေနေတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကဒီနိုင်ငံရဲ့ကျေးဇူးဆိုတာရှာကြံပြီးတော့တင်နေကြမလို့ရှာကြံမလို့ပါထင်းထင်းပေါ်ပေါ်ကြီးကိုရှိနေပါတယ်အဲ့တော့ဒီလိုကျေးဇူးတရားရှိတယ်ဆိုတာကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုလည်းထိသိမ်းရရောက်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများမှာမြန်မာပြည်ကနေပြီးတော့ပေါက်ပွားလာတဲ့လူများဟာကျေးဇူးတရားရှိတယ်ဆိုတဲ့ဂုဏ်ကိုထိသိမ်းထားဖို့လိုပါတယ်အဲ့တော့ဒီမှာရှိတော့နဲ့ကိုကနေပြီးတော့ကြိုးစားရမယ်အားထုတ်ရမယ်ကိုယ့်ရဲ့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုထိသိမ်းသောအဖြစ်အစစ်မြင့်မြင့်နေနိုင်ရမယ်အစစ်မြင့်မြင့်နေနိုင်တယ်ဆိုတာဟာကျွန်တော်ရုပ်ပိုင်းဆိုင်ရာကိုပြောတာမဟုတ်ပါဘူးစိတ်ဓာတ်ပိုင်းဆိုင်ရာအစစ်မြင့်ဖို့လိုပါတယ်အဲ့တော့ဒီမှာတတ်နိုင်တော့သင်ယူကြပါနောက်ဟိုတဲကနေပြီးတော့ကားမောင်းလာတဲ့ခါကျတော့ကျွန်မရဲ့ကိုကြီးရရှိတော့တဲ့ဒီမှာကလမ်းမှာကြည့်လိုက်တဲ့ခါကျတော့လမ်းမှာအများကြီးတမန်ရှင်းရှင်းတည်တည်တတ်တတ်နဲ့ရှိုံနဲ့မကနှလောက်ပေါက်ပါလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ဂျပန်လူမျိုးများဆိုတာဟာအင်တာမအလားကြည့်မြင်တတ်တဲ့မျက်လုံးရှိတယ်အဲ့ဒီဟာအကြောင်းကျွန်တော်တို့ဆွေးနွေးနေရင်းနဲ့ဒီရာသီဥတုတွေကျွန်မရဲ့ထင်မြင်ချက်တစ်ခုကိုကျွန်တော်ရှင်းပြတယ်ကျွန်တော်တို့မြန်မာနိုင်ငံလူနိုင်ငံသားတွေမှာအားနည်းချက်တစ်ခုကဘာလဲဆိုစိတ်ကမရှိတဲ့ကိစ္စစိတ်ကမရှိတာနောက်ပြီးတော့ရေရှည်အတွက်တွေးခေါ်ပြီးတော့ပြင်ဆင်မှုမရှိတာကျွန်မပြောတယ်ကျွန်မခန့်ငယ်လေးတွေကစဉ်းစားမိတယ်ရေရှည်ချက်အတွက်တွေးခေါ်ပြီးတော့ပြင်ဆင်မှုလုပ်တတ်တဲ့လူမျိုးတွေဟာရာသီဥတု၄ခုပေါ့နော်ပြတ်သားရှိတဲ့နိုင်ငံတွေကလူမျိုးတွေကပို့ပြီးတော့လုပ်တတ်တယ်လို့ကျွန်မအမြင်တစ်ခုရှိတယ်အဲ့တော့စဉ်းစားဝင်ကျွန်မတင်ပြတာဘာဖြစ်လို့လဲဆိုတော့ရာသီဥတုတွေကပြတ်သားပြောင်းလဲတဲ့အခါကျတော့ဒီရာသီဥတုတွေအတွက်ကြိုတင်တော့ပြင်ဆင်ရတယ်ဥပမာဆိုလို့ရှိရင်ဒီကဆောင်းဆိုလို့ရှိရင်ကျွန်မကြာတာနေအဲ့တော့ဆောင်းမှာမရမယ့်ပစ္စည်းတွေကိုတိုးလောင်ထားတယ်ဆောင်းတယ်မလားဆောင်းအတွက်ပြင်ရတယ်တခါဆောင်းကနေပြီးတော့ຫນွေဥကာလကိုမပြောင်းခင်အဲຫນွေဥကာလကိုပြောင်းပြီးຫນွေဥအတွက်ပြင်ဆင်ရတယ်နောက်တစ်ခါຫນွေအတွက်ပြင်ဆင်ရတယ်နောက်ပြီးတော့ຫນွေနှောင်းပေါ့နော်ဆောင်းကာလအတွက်ပြင်ဆင်ရတယ်ကျမတို့မြန်မာနိုင်ငံကတော့အကြမ်းများဖြင့်ပြောမယ်ဆိုရင်မိုးရာသီနဲ့6ပေရာသီနှစ်ခုပဲရှိတယ်ဒါပေမဲ့ကျမတို့နိုင်ငံကကောင်းတယ်လို့ပြောမလားကဆူးတယ်လို့ပြောမလားဒီရာသီနှစ်ခုစလုံးမှာနေရထိုင်ရစားတော့တာလွယ်ကူတော့ကြိုတင်ပြင်ဆင်မှုလုပ်ဖို့ဟာသိပြီးတော့မလိုတဲ့ခါကျတော့ကြိုတင်ပြင်ဆင်မှုလုပ်တဲ့အလေးထားတွေကမဖွင့်ပြခဲ့ဘူးလို့ဒီလိုကျွန်တော်ကနေပြီးတော့စဉ်းစားမိတယ်ကျွန်မငယ်ငယ်တော့ပေါ့နော်ဒါပေမဲ့အခုလည်းဒီဟာကိုပြန်စဉ်းစားတဲ့ခါကျတော့ဒါအတိုင်းတာအထူးခုလည်းဒီလိုပဲကြည့်လို့ရသေးတယ်လို့ကျွန်မထင်တယ်အဲ့တော့ကျမတို့ကပြီးတော့ကြိုတင်ပြင်ဆင်ပြီးတော့တွေးတတ်ဖို့အများကြီးလေ့ကျင့်ယူပါအဲ့တော့စီကံဆိုတာလည်းဒါနဲ့ဆိုင်တယ်စီကံစနစ်ဆိုတာကြိုတင်ပြင်ဆင်မှုနဲ့အများကြီးသက်ဆိုင်တယ်တို့ဒီနိုင်ငံမှာရှိနေလို့မှဒီနိုင်ငံကအလေးကျင့်ကောင်းတွေကိုလေ့လာပြီးတော့သင်ယူပြီးတော့ကျင့်ယူပါလေ့လာရုံနဲ့မရဘူးလေ့လာမယ်သင်ယူရမယ်ကျင့်ယူရမယ်ဒီနေ့တစ်ချိန်တစ်ခါမှာကျမတို့နိုင်ငံအတွက်ပြန်ပြီးတော့သုံးနိုင်အောင်ဒါကျမတို့နိုင်ငံကိုပြန်သွားမယ်သူတွေမဟုတ်ဘူးမပြန်မဲနဲ့ဒီမှာဆက်ပြီးတော့နေမဲ့ကျမတို့နိုင်ငံကပေါက်ပွားလာတဲ့ပြည်သူတွေကလည်းတတ်နိုင်တော့ကိုယ်နိုင်ငံဘက်ကိုကိုယ်တစ်ခါလေးလှည့်ပြီးကြည့်စီခြင်းဒါတာဝန်လို့ကျမမဆိုလို့ဒါပေမဲ့လည်းဒါမေတ္တာတရားအရာရှင်းစုတရားအရာသစ္စာတရားအရာလို့ရှိလို့ရှိရင်လုပ်တဲ့ကိစ္စအဲ့ဒါကြောင့်မို့ကျမအနေနဲ့ဒီဟာကိုတော့ကျမတတိပေးခြင်းနဲ့နောက်တစ်ခုကတော့ကျမခါတိုင်းဆိုရင်စတဲ့ကိစ္စဒါကိုတော့ကျမမိခွန်းနေမြူနေကိုအဆုံးသတ်တင်တာပါလေဆိုညီညွတ်ကြပါဆိုတဲ့ကိစ္စပါအဲ့ဒါဘယ်တော့ပြောရတယ်မြန်မာပြည်ကလာတဲ့လူတွေညီညွတ်ကြပါပြောတဲ့အထက်အကိုထပ်ပြောနေရတယ်အဲ့တော့ဒီဟာဘာကြောင့်ပါလဲလို့ကျမခန့်တာစဉ်းစားကြည့်အဲ့တော့အဲ့ဒီဟာလည်းကျမတို့ကလေးတွေကိုပြုစုပြောထားတဲ့စနစ်နဲ့အများကြီးဆိုင်တယ်လို့ကျမဒီလိုပဲမြင်ပါတယ်အဲ့တော့ဒီနိုင်ငံမှာရောက်နေတဲ့အခါမှာဒီနိုင်ငံကကလေးတွေကိုဘယ်လိုပြုစုပြောထားလဲအဲ့ဒီဟာတွေမှာကိုကအတူယူစရာတွေဘာရှိလဲဆိုတာကြည့်ရမယ်အားလုံးအတူယူစရာလို့ပြောမှာမဟုတ်ပါဘူးဘယ်နိုင်ငံဘယ်လူတိုင်းမှာဖြစ်ဖြစ်အားနည်းချက်တွေရှိတယ်အားသာချက်တွေရှိတယ်အဲ့တော့အားသာချက်တွေကိုကိုယ်ကနေပြီးတော့သင်ယူရမယ်အဲ့တော့ဒီမညီညွတ်ခြင်းရဲ့ကျမအမြင်မှာကျမတို့ရဲ့နိုင်ငံသားတွေမညီညွတ်ခြင်းရဲ့အကြောင်းရင်းကတော့ကိုယ်ယုံကြည်မှုရှိလို့
ကိုယုံကြည်မှုမရှိတဲ့အခါကျတော့တခြားလူကိုလည်းတာပေါင်းမှာအင်တာမဆိုရင်တယ်အဲ့တော့ဒီစိတ်ဓာတ်တွေကိုထောက်လိုက်ပါလူတိုင်းခါသူတောင်းဖို့နဲ့ရှိပါတယ်လူတိုင်းလည်းဟာသူတောင်းဖို့နဲ့ရှိတယ်ပန်းတိတဲ့လေပေါ်ဒီဘယ်ဟာသားတယ်လို့ပြောတယ်ဒါပြောပြရတာပေါ့လေမော်တိကြိုက်တယ်ပြောတော့လေမော်တိပေါ့ပန်းတိကြိုက်တယ်ပြောတော့ပန်းတိပေါ့ခါရဲပန်းတိကလေမော်တိကိုမနာလို့နေလို့ရှိရင်ပန်းတိပဲအယူဖြစ်မှာအဲ့တော့ကျွန်တော်တို့တွေကမနာလို့တဲ့စိတ်တွေကိုဖြောက်ဖို့ဆိုတာကိုယ့်ယုံကြည်မှုရှိအောင်လို့ကိုယ့်ပြုစုပြောထားတကယ်တော့မိဘတွေကခလေးသားသမီးတွေကိုငယ်တွေကပြုစုပြောထားတာအဲ့တော့သားသမီးတွေကိုတယောက်နဲ့တယောက်ရှင်းနှိုင်းပြီးတော့ပြောတာကျွန်တော်တို့မြန်မာမိဘများလွတ်တတ်တယ်နော်မိကိုလောက်မတော်ဘူးလို့အမင်းညီမတွေကဘလောက်လိမ်ပါတယ်လို့အဲ့လိုဟာမျိုးတွေနှိုင်းပြောတဲ့အခါကျတော့ငယ်တွေကကလေးတွေကတယောက်နဲ့တယောက်ရှင်းပြန်ခြင်းနဲ့စိတ်တယောက်နဲ့တယောက်မနာလိုတဲ့စိတ်အကိုကတခြားလူတွေမသာလို့ရှိရင်တော့ကိုကညံ့သွားပြီဆိုတဲ့တိမ်ငယ်တဲ့စိတ်တွေကဝင်နေတယ်အဲ့ဒါကြောင့်လည်းညင်ရုံမှုအားနေတာဒါကြောင့်မလို့စဉ်းကျင်ကြပါကိုအနေနဲ့နောက်ပြီးတော့ဖြောင်းမဖို့လိုတယ်ဖြောင်းမတဲ့ညမှာကိုဖြောင်းပြောင်းမှကိုဝင်နေနေသုံးသပ်နိုင်တော့အဲ့ဒီတော့ကိုသုံးသပ်တဲ့အခါမှာကိုဟာခြားတယောက်ကိုမနာလို့ဖြစ်နေပြီရှင်မနာလို့ဖြစ်နေပြီဆိုတော့လက်ခံမှဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အများစုကတော့ဘယ်တော့မှကိုယ်မှအပြစ်ရှိတယ်ဟိုဘက်ကကြီးပဲဟိုဘက်ကမဟုတ်လို့ကျွန်တော်တို့ဘယ်လိုမှကိုယ်ကိုပြည့်လို့ရမှာမဟုတ်ဘူးဒီတော့နောက်ဆုံးကြတော့ကဲဟိုဘက်ကကြောက်စင်နဲ့ထားလိုက်တော့ဟိုဘက်ကိုပြုမြင်လို့များရင်ကိုပဲပြုမြင်ကြရတော့မှာပေါ့အဲ့ဒီတိုင်းပဲဆက်ပြီးတော့လူသွားစင်တယ်တော့အခုကျွန်တော်ဒီလိုနေပြီးပဲကျွန်တော်နားနေတယ်ဟုတ်အစီအစဉ်ရနော်အဲ့တော့ကျွန်မဒီလိုမိခုနေမိတဲ့အစီအစဉ်ကိုအမြဲလုပ်ပါတယ်ဟိုမြန်မာမှာရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့တွေ့တဲ့အခါမှာအဲ့ဒါတော့ဟိုပထမဦးဆုံးကတော့ဒီပြင်ပရောက်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူပြည်သားတွေရဲ့အထင်အမြင်တွေအခက်အခဲတွေကိုကျွန်တော်သိချင်တယ်ပေါ့နောက်တစ်ခုကတော့ဟိုမိခုနေကိုမေးတတ်စေချင်လို့ပါတခါလေကျွန်မသတိပြုနေတယ်ပေါ့နော်တချို့မိခုနေကမိခုကမေးတာနဲ့မေးတတ်တာနဲ့မတူဘူးနော်မေးတာတော့ဘယ်လိုဆိုမေးလို့ရတာပဲမေးတတ်တာဟာအကြောင်းအရင်းကိုတိကျကျနားလည်ပြီးတော့မေးတဲ့တာကိုမေးတာပေါ့ဘာဟာမေးဖို့လိုနေလဲဆိုတာတိဖို့လိုနေလဲဆိုတာတခါတည်းဆိုလို့ရှိရင်တချို့ဆိုရင်မိခုမဟုတ်တော့ဘူးတကယ်တော့ဟိုသာစာကုန်းကြီးလိုဖြစ်နေတော့အဲ့ဒါဆိုတော့ကျွန်မနားလည်ပါတယ်တချို့ကြတော့ရင်ဖွင့်နေတဲ့စိတ်တွေပါရှိတယ်ဆိုတော့ဒါဟာလည်းအများအထွေစဉ်းစားရမယ်ပေါ့ကိုတယောက်တည်းဟိုရာပေါင်းများစွာရဲ့မှာကိုတယောက်တည်းရင်ဖွင့်နေလို့တခြားလူတွေအတွက်ဖွင့်ရမရဘူးပေါ့ဒီမှာဖြစ်နိုင်လို့ရှိရင်တော့ဦးချင်းပြောချင်တာပေါ့ဒါကတော့လက်တွေ့ကြဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလက်တွေ့ကြဖြစ်နိုင်တဲ့ကိစ္စမဟုတ်တဲ့အခါကျတော့ဒီလိုပဲစုဝေးပြီးတော့ဟိုပြောရတာဖြစ်ပါတယ်ဒီလိုပြောနိုင်တဲ့အတွက်တောင်မှဒီမှာအတမ်းမှကိုအားရပါတယ်ဒီဝတ်တာအဲကြောင့်မလို့အခုဒီထပ်ပြီးတော့မိခွန်းတွေအတွက်အချိန်မနေသွားအောင်လို့ဆက်ပြီးတော့မိခွန်းတွေကိုဖြေပါမယ်မိခွန်းတွေကဘယ်လိုထားလဲさっきみんな書いたりするの答えどんなこと言ってましたかどんなこと言ってましたか何今パーサー筋どんなこと言ってましたかまあどんなこと、みんななんか振動なんかどういうかなどういうかな今日本に住んでいるからねみんなちにもなんかどういうかな関係じゃなくてစီဝိုင်းနဲ့ပတ်သက်လို့မိခွန်းတွေတော်တော်နေတာပဲထူးဆန်းတယ်နိုင်ငံရေးနဲ့စာမယ်နော်မြန်မာပြည်ရဲ့အခြေခံဥပဒေရေးဆွဲဖို့ဘယ်လိုအကြောင်းအရာတွေပေါ်မှာမူတည်ပြီးရေးဆွဲသင့်ပါလဲခင်ဗျာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဆိုတာဟာနိုင်ငံတနိုင်ငံကိုဘယ်လိုပုံစံနဲ့အုပ်ချုပ်မယ်ဆိုတာကိုဆုံးဖြတ်တဲ့ဥပဒေဖြစ်ပါတယ်အဲ့တော့ဘယ်လိုရေးဆွဲရမလဲဆိုလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲတဲ့
စုအဖွဲ့တွေဟာပြည်သူအများစုရဲ့ယုံကြည်လေးစားမှုရှိရဒါပထမဆုံးအရေးကြီးတဲ့ကိစ္စပြည်သူအများစုကနေပြီးယုံကြည်လေးစားမှုမရှိတဲ့အဖွဲ့အစည်းတွေကနေပြီးရေးဆွဲတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေဆိုဥပဒေကိုပြည်သူလူထုကယုံကြည်မှမဟုတ်လေးစားမှမဟုတ်ဥပဒေဆိုတာဟာပြည်သူတွေကလိုက်နာခြင်းမှလိုက်နာသင့်တယ်ဆိုတော့လက်ခံမှထိရောက်တာပါအဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပုံနဲ့ပတ်သက်လို့ကျွန်တော်တို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရောတခြားအစုအဖွဲ့တွေရောဝေဖန်ခဲ့တာတွေအများကြီးရှိပါတယ်အဲ့ဒါတွေတော့ကျွန်တော်ဒီမှာအသေးစိတ်မပြောတော့ပါဘူးပိတ်အချိန်ကုန်ပါဆိုလို့အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုရေးဆွဲတဲ့အခါမှာနံပါတ်1ကရေးဆွဲတဲ့အဖွဲ့အစည်းဟာဒီဟာတက်တော်တယ်ဆိုတာအများပြည်သူကလက်ခံတက်တော်တယ်ဆိုတာအရေးချင်းနဲ့ရှိတယ်တမန်လည်းကြားတယ်ပြည်သူကဒေသမှန်တယ်ပြည်သူကနေပြုလုပ်ကြည့်နိုင်တယ်နောက်ပြီးတော့လည်းရွေးဆွဲပုံရေးဆွဲနည်းနဲ့ပတ်သက်လို့လည်းဝင်လင်းမြင်တာရှိရဒီလိုရွေးဆွဲပုံရေးဆွဲနည်းဆိုတာပြည်သူကလည်းလက်ခံနိုင်တာဝင်လင်းမြင်တာမရှိမှပြည်သူကလက်ခံနိုင်မှာပါအဲ့တော့လက်မခံနိုင်တဲ့အချက်တွေရှိရင်ပြည်သူကိုဝေဖန်ပိုင်းကိုလည်းပေးရအဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုမရေးဆွဲခင်မှာဘယ်သူတွေကဘယ်လိုပုံစံနဲ့ရေးဆွဲဖို့ရည်ရွယ်တယ်ဆိုတာပြည်သူအများသိပေးပြီးတော့အများပြည်သူရဲ့သဘောတူညီချက်ကိုရယူလို့ရတယ်လို့ပြောမြင်ပါတယ်အဲ့ဒီအမှဆင့်သွားပြီးတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဘယ်အချက်တွေပါတဲ့နေဆိုတာရေးဆွဲတဲ့ပုဂ္ဂိုလ်များဟာတာဝန်ယူထားတဲ့ပုဂ္ဂိုလ်များဟာဆုံးဖြတ်မယ်ဆိုပေမဲ့လည်းပြည်သူလူထုရဲ့သဘောပြည်သူလူထုရဲ့ဆန္ဒတွေဟာတောင်းနိုင်မှာပါထိရောက်နိုင်မှာပါအဲ့တော့အဲ့လိုနည်းနဲ့ရေးဆွဲရင်ဖြစ်တော်မယ်လို့ကျွန်တော်ထင်ပါတယ်